ရေခဲမုတ်စားရင်စကင်နဲ့ကဲလို့ရမယ်မီးသွေးရေခဲမုတ်ဒီရေခဲမုတ်ကတော့တာမန်ရေခဲမုတ်တွေလိုလူခန္ဓာကိုယ်နဲ့အသားရည်အတွက်စိုးချိုးတက်ရောက်စေမဲ့ရေခဲမုတ်မျိုးမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဒီရေခဲမုတ်ဟာမီးသွေးရေခဲမုတ်ဖြစ်နေလို့ပါပဲပရိသတ်ကြီးတို့လည်းသိပါပဲမီးသွေးဆိုတာကဟင်းချက်ဖို့မီးလွန်ဖို့အသားกินဖို့စတာတွေအတွက်ပဲသုံးတဲ့တဘာဝလောင်စာတစ်ခုပါဒီလိုရတဲ့ခုနဲ့ရေခဲမုတ်လုပ်တယ်ဆိုတာကတော့အတော်ကိုယူကြောင်ကြောင်နိုင်တယ်လို့ထင်နိုင်ပေမဲ့နယူးယောက်မှာတော့ဒီရေခဲမုတ်ဟာနမဲကြီးရေခဲမုတ်တွေထက်ကတစ်ခုဖြစ်နေခဲ့ပါတယ်ဒီမီးသွေးရေခဲမုတ်ကိုဆိုရင်မီးသွေးမှုတ်စစ်စစ်ကနေပြုလုပ်ထားဖြစ်ပြီးပုံမှန်ထည့်လုံးနေကြရေခဲမုတ်ရဲ့ပတ်ဝန်းပစ္စည်းတွေမှာမီးသွေးမှုတ်ကိုတိုးထက်ကပြုလုပ်ထားပဲဖြစ်ပါတယ်မီးသွေးရေခဲမုတ်ဆိုတဲ့အတိုင်းသူ့ရဲ့အယောင်ကလည်းအခြားရေခဲမုတ်တွေနဲ့မတူပဲအမဲရောင်ဖြစ်နေတာကိုသတိထားမိကြမှာပါသူ့ရဲ့ရတာကတော့ဗနီလာနဲ့အုံသီးရဲ့ရတာရှိတယ်လို့ပြောကြပါတယ်လူတွေရဲ့ပေါက်ကရအစမ်းတေထွင်မှုမှာဒီမီးသွေးရေခဲမုတ်ကတော့ထင်တယ်လို့မဆိုးဘူးလို့ပြောရမှာပါဘာလို့ဆိုသူ့မှာအနံ့ရောအရတာပါရှိတဲ့ပြင်အသားရည်အတွက်ပါကောင်းလို့ပဲဖြစ်ပါတယ်မီးသွေးဓာတ်ဆိုတာကခန္ဓာကိုယ်ရဲ့စိတ်ဓာတ်တွေကိုဖယ်ရှားပေးတာကြောင့်တချို့စကင်ကဲပစ္စည်းတွေမှာတော့ထည့်ပြီးသုံးတတ်ကြပါတယ်စကင်ခဲမှာထည့်သုံးတာကကိစ္စမရှိပေမဲ့ရေခဲမုတ်မှာထည့်သုံးတာကတော့တကယ်ကို next level ပါပဲဒါကြောင့်ဒီမီးသွေးရေခဲမုတ်ဟာစကင်နဲ့ကဲကျင်နဲ့ရေခဲမုတ်လည်းစားကျင်နေဆိုတဲ့သူတွေလုံးဝကိုဝယ်စားတဲ့အရာပါတစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်လို့စကင်ကဲဖို့နဲ့ရေခဲမုတ်ဖို့အတွက်နှစ်ခါခွဲအောင်ကုန်နေစရာမလိုတော့ပါဘူးပရိသတ်တို့လည်းဒီမီးသွေးရေခဲမုတ်ကိုအိမ်မှာကိုယ်တိုင်လှုပ်ရှားကြည့်ချင်ရင်တော့အိမ်နောက်ဖေးကမီးသွေးအိတ်ထဲမှာမီးသွေးအရင်သွားနိုင်ကြဖို့အကြံပေးလိုက်ပြစီနော်